65ခုနေုံနာပြည်နေ့ညနေပိုင်းမှာဟောကြားမယ့်တရားတော်ကဓာတ်ကြီး၄ပါးတရားတော်ဟောကြားပြီးပါမယ်တရားအထုတဲ့ခါမှာဓာတ်ကြီး၄ပါးကိုတွေ့ကြရဖို့69ခုနှစ်ဩစတြေးလျနိုင်ငံလူမောင်တင်တရားရိပ်သာမှာတရားစခန်းဖွင့်တရားဟောတရားဆောင်ရွက်တဲ့အခါမှာအဲဒီစိတ်ဓာတ်ကမိခွန်းကြီးမေးကြတဲ့အထဲမှာဓာတ်ကြီးလေးပါသိချင်တဲ့အကြောင်းနဲ့ဓာတ်ကြီးလေးပါကိုဘယ်လိုသိရမလဲဆိုတဲ့မိခွန်းကြီးမေးကြလို့သူမေးတဲ့မိခွန်းလေးတွေကဉာဏပိဋကများအတွက်အကျိုးများလိမ့်မယ်လို့ယူဆရတဲ့အတွက်ကြောင့်အဲဒီလူမောင်တင်တရားစခန်းကမေးတဲ့မိခွန်းလေးတွေကိုခေါင်းစဉ်ထားပြီးတော့ဉာဏပိဋကများကိုဟောကြားပေးပါမယ်ဒီနဘာမိကုကပထဝီတေဇောအာဘောဝါယောဟူသောဓာတ်ကြီးလေးပါးတို့အဓိပ္ပာယ်ကိုသိလို့ပါသည်ရှင်းပြပါတဲ့ဒီနဘာမိကုဒီနဘာမိကုကတရားထညာတွင်ရင်းဓာတ်ကြီးလေးပါးပေါ်လာတာကိုဘယ်လိုသိရပါမလဲတဲ့ဒီနဘာမိကုသုံးနဘာမိကုကဓာတ်ကြီးလေးပါးကိုသိထားဖို့လိုပါသလားလို့မေးပါတယ်သုံးနဘာမိကုဒီနဘာမိကုကပထဝီတေဇောအာဘောဝါယောဟူသောဓာတ်ကြီးလေးပါးရဲ့အဓိပ္ပာယ်ကိုသိလို့ပါတယ်ရှင်းပြပါနိနဘာမိကုကတရားထညာဖြင့်ရင်းဓာတ်ကြီးလေးပါးပေါ်လာတာကိုဘယ်လိုသိရပါမလဲမသိနိုင်ပါဘူးလားသိပါပါဘုရားသုံးနဘာမိကုကထိုဓာတ်ကြီးလေးပါးကိုကျိုးတင်ပြီးတော့သိထားနိုင်ပါလားသိထားဖို့လိုပါသလားတဲ့အဲ့ဒါလည်းမမေးသိပါဘူးလားမမေးသိတဲ့သဘောကျလို့တရားဆုံးပါတယ်မလည်းဖြေပေးလိုက်ပါတယ်ဖြေပေးလိုက်ပါတယ်တိတ္တပမေကုရဲ့အဖြေပထဝီဒေဇောအာဘောဝါယောဟူသောဓာတ်လေးပါးတို့အဓိပ္ပာယ်ကိုရှင်းပြပါဆိုတဲ့မေကုရဲ့အဖြေပထဝီဓာတ်ထင်ရှားပုံ2မျိုးရှိပါတယ်ပထဝီဓာတ်သည်ထက်မြက်တဲ့ပထဝီဓာတ်ခက်မာတဲ့သဘောငါကြောသည့်သဘောများထင်ရှားသည်ထက်မြက်တဲ့ပထဝီဓာတ်ကခက်မာတဲ့သဘောငါကြောတဲ့သဘောထင်ရှားတယ်နောက်တဲ့ပထဝီဓာတ်ကငြင်းရခြင်းသဘောပျော့ပြောင်းခြင်းသဘောထင်ရှားတယ်ပထဝီဓာတ်ရဲ့သဘောရှင်းပြပေးခဲ့ပါတယ်ခက်မာတဲ့ပထဝီဓာတ်ကထက်မြက်တဲ့ပထဝီဓာတ်ကခက်မာတဲ့သဘောနဲ့မာကျောတဲ့သဘောထင်ရှားတယ်နောက်တဲ့ပထဝီဓာတ်ကနူးညံ့တဲ့သဘောနဲ့ပျော့ပြောင်းတဲ့သဘောထင်ရှားတယ်လို့ဖြေပေးခဲ့ပါတယ်ဉာဏပိဋကများတို့လည်းသဘောကျစေရပါပဲတေဇောဓာတ်ထင်ရှားပုံ2မျိုးတေဇောဓာတ်ဟာတခါတရားပူတဲ့သဘောထင်ရှားတယ်ရင့်ကျက်တဲ့သဘောထင်ရှားတယ်ပူတော့ရင့်ကျက်တဲ့သဘောထင်ရှားတယ်တခါတရားကြကမဲ့အေးတဲ့သဘောအေးပြီးတော့ရင့်ကျက်တဲ့သဘောနဲ့ထင်ရှားတယ်တေဇောဓာတ်ဟာပူတဲ့သဘောပူတော့ရင့်ကျက်စေတဲ့သဘောနဲ့ထင်ရှားတယ်အေးပြီးတော့အေးဖြစ်ရင့်ကျက်စေတဲ့သဘောနဲ့ထင်ရှားတယ်တေဇောဓာတ်ကလည်းဘယ်နှမျိုးထင်ရှားပါလဲ2မျိုးထင်ရှားအာဘောဓာတ်2မျိုးထင်ရှားဖို့အာဘောဓာတ်ဒီတခါတရားဖွဲ့စည်းတဲ့သဘောယူစည်းတဲ့သဘောထင်ရှားတယ်ဖွဲ့စည်းတာလည်းအာဘောဓာတ်ရဲ့သဘောယူစည်းတာလည်းအာဘောဓာတ်ရဲ့သဘောပါဗျာတခါတရားစိုးထိုင်းတဲ့သဘောစိုးထိုင်းတိုင်းထင်ရှားတယ်ဖွင့်ဖြိုးတဲ့သဘောတရားထိုင်နေတဲ့အခါတော့တခါခဏကိုကြီးပွားလို့ကြီးနေတယ်လို့လည်းဒီဆုံးယောဂီတွေမထင်တတ်ပါဘူးလားအာဘောဓာတ်ရဲ့သဘောထင်ရှားတယ်ဖွဲ့စည်းတဲ့သဘောယူစည်းတဲ့သဘောလည်းထင်ရှားတယ်ဆိုထိုင်တဲ့သဘောဖွင့်ထွားတဲ့သဘောလည်းထင်ရှားတယ်ဝါယောဓာတ်ရဲ့သဘောဝါယောဓာတ်ထင်ရှားပုံ2မျိုးဝါယောဓာတ်ဟာတခါထောက်ကန်တောင်းနေတဲ့သဘောထ
င်ရှားတယ်တခါတခါရော့သွားတဲ့သဘောလည်းထင်ရှားတယ်တခါတခါရင်းရင်းနေတဲ့သဘောလည်းထင်ရှားတယ်ရွေ့သွားတဲ့သဘောလည်းထင်ရှားတယ်ဝါယောဓာတ်ထောက်ကန်တဲ့သဘောလည်းထင်ရှားရော့သွားတဲ့သဘောလည်းထင်ရှားတခါတည်းကြောက်ရလဲရင်းရင်းတဲ့သဘောရွေ့သွားတဲ့သဘောတွေလည်းမထင်ရှားတတ်ပါဘူးလားဟုတ်ငါတကယ်ကရင်းနေလိုက်တာမထင်ရှားပါဘူးလားမထင်ရှားဖြည့်ပေးခဲ့ပါလေတတိလေးပါးတတိလေးပါးရဲ့သဘောအဓိပ္ပာယ်ကိုဖြည့်ပေးခဲ့ပါတယ်တတိလေးပါးတို့အဓိပ္ပာယ်ကိုသိလို့ပါတယ်ရှင်းပြပါဆိုတဲ့မိခွန်းရဖြစ်အတိတ်ပြည့်စုံပါပါပြီယခုနှစ်နံပါတ်မိခွန်းရဖြစ်ကိုဟောကြားပေးပါတော့မယ်တရားထိုင်ရာတွင်ယဉ်တတိလေးပါးပေါ်လာတာကိုဘယ်လိုသိရပါမလဲသိတာဘုမကောင်းပါဘူးလားသိတာဘုကောင်းပါလေယောညတရားထိုင်ရှိမှရမှာပထဝီဓာတ်ပေါ်လာဖို့တခါတခါငါကြောပြီးဒုတ်ချောင်းကြီးပေါ်မှာထိုင်နေရတယ်လို့မထင်တတ်ပါဘူးလားတခါတခါနူးညာပြီးဆိုဖာကြီးပေါ်မှာထိုင်နေရလို့ပဲဗျာယောဂီများမကြခဏမလျှောက်ထားပါဘူးလားလျှောက်ထားတယ်အဲလိုသိမြင်လာတာမိမိရဲ့ခန္ဓာကိုယ်မှာပထဝီဓာတ်ပေါ်တာကိုသိရခြင်းပဲဖြစ်တယ်ငါတဲ့ပထဝီဓာတ်ကျတော့ဒုတ်ချောင်းကြီးပေါ်မှာထိုင်နေရတယ်လို့နူးညံ့တဲ့ပထဝီကျတော့သောဖာကြီးပေါ်မှာထိုင်နေရတယ်ပျော့ပြောင်းနူးညံ့တဲ့ပေါ်မှာထိုင်နေရတယ်လို့ဒီလိုတစ်ခါတစ်ခါမသိတတ်ပါဘူးလားသိကြပါလေလက်တွေ့အပြင်သိရတယ်တေဇောဓာတ်ပေါ်လာတာကိုသိရဖို့ဟောကြားပေးပါတော့မယ်ယုံကြည်တရားထိုင်ရှိမှရတယ်တခါတည်းအောက်ပိုင်းခန္ဓာကိုယ်ကဘူးနေပြီးအထက်ပိုင်းခန္ဓာကိုယ်ကျတော့အေးနေတယ်ဒီလိုလည်းမသိရပါဘူးလားသိရပါတယ်ဗျာတခါတည်းအောက်ပိုင်းခန္ဓာကိုယ်ကအေးပြီးတော့အထက်ပိုင်းခန္ဓာကိုယ်ကပူနေတာကိုလည်းသိရပါတယ်အဲ့လိုသိရတာမိမိခန္ဓာကိုယ်မှာတေဇောဓာတ်ပေါ်နေတာကိုသိရခြင်းပဲဖြစ်တယ်လို့ဟိုမှာလည်းဒီတိုင်းပဲဖြေပြီးခဲ့ပါတယ်သိချပါရဲ့လားသိချပါတယ်ဗျာတခါတည်းအောက်ပိုင်းကပူနေအထက်ပိုင်းကအေးနေတခါကအောက်ပိုင်းကအေးရအထက်ပိုင်းကပူနေတာဘာတက်ကိုတွေ့ရတာပဲဒီဇောဓာတ်က2မျိုးတိတတေဇောအုံနာတေဇောအုံနာတေဇောကအပူဓာတ်ဖြစ်တဲ့တေဇောတိတတေဇောကအေးဓာတ်ဖြစ်တဲ့တေဇောဒီကုလုံးပဲရင်းကျက်စေတာပါပဲအပူဓာတ်ဖြစ်လေရင်းကျက်စေတဲ့အေးဓာတ်ဖြစ်လေရင်းကျက်စေတာထင်ရှားပါတယ်တရားထိုင်နေရတွင်အာဘောဓပေါ်လာပုံဟောကြားပေးပါအောင်တို့ဟောကြားပေးပါမယ်ဟိုမှာဖြစ်တဲ့အတိုင်းပါပဲတို့ညတရားထိုင်ရှိမှရတွင်တခါတည်းဆွေးရည်ထွက်တင်လာတဲ့ဘိုးကထွက်လာတယ်တခါတည်းငါရီယူကြတင်တဲ့ဘိုးကယူကြလာတယ်တခါတည်းတွေးရည်ကြတဲ့မှာပြည်လာတယ်တခါတည်းလည်းမျက်ရည်စီးကြလာတယ်တခါတည်းခန္ဓာကိုယ်ကြီးကြီးထွားလို့ထင်လာတတ်ပါတယ်တခါတည်းလည်းခန္ဓာကိုယ်ထိုင်နေတာစိုးထိုင်းနေလို့လည်းထင်လာတတ်ပါတယ်မထင်လာတတ်ပါဘူးလားဘယ်တတ်ထင်လာတာပါလဲအာရောတတ်ထင်လာတာပါဘုရားဒီထွက်တင်လာတဲ့ပိုးထွက်လာတယ်ညာရည်ယူကြလာတယ်ယူစီးလာတယ်တွေးကြီးများလာတယ်ခန္ဓာကိုယ်ကြီးကြီးထွားလာတယ်ထိုင်နေတဲ့နေရာမှာစိုးနေတယ်ထိုင်နေတယ်လို့ထင်လာကြတယ်အဲ့ဒါဘာလို့ဘယ်ဓာတ်ကိုတွေးသိရတာပါလဲဆိုတော့အာဘောဓာတ်ကိုတွေးသိရတာတဲ့အာဘောဓာတ်ထင်ရှားတာအာဘောဓာတ်ကိုတွေးသိရတာဝါယောဓာတ်ကိုတွေးသိရလို့ယောဂီများရထိုင်လို့ရှုမှတ်တဲ့အခါမှာတခါတခါရှိကိုတွန်းချနေသလိုတခါတခါလည်းနောက်ကိုတွန်းချသလိုတွေ့သိကြတခါတည်းလည်းဘင်းကိုဆွဲချသလိုတခါကလည်းခန္ဓာကိုယ်ကြီးမျိုးမျိုးရင်းရနေသလိုတခါတည်းလည်းလက်ဒီချီတုံခါနေသလိုမတွေ့ရပါဘူးလားဘယ်တတ်တဲ့ဘုံတွေ့ရတာပါလဲဝိယောဓာတ်တဲ့ဘုံတွေ့ရတယ်ဒီလိုပဲဖြည့်ပေးခဲ့ပါဝိယောဓာတ်တဲ့ဘုံတွေသိနေကြသိအောင်ဖြည့်ပေးရတယ်ရှိကိုတွန်းချနောက်ကိုတွန်းချဘင်းကိုဆွဲချရင်းရိုင်းနေတာတုံခါနေတာရဘယ်တတ်ရတဲ့ဘုံပါလဲဘယ်တတ်တဲ့သူကလက်တည်းတိတ်တုံခါ
ဒီတော့ဒီလောက်တုံခါလို့တော့မရအောင်တုံခါလိုက်တာဗျာဘယ်လိုမှတ်ရမလဲတုံနဲ့ခါရဲမမှတ်ရပါဘူးလားအဲ့ဒါကတော့ဥပ္ပေကပတိနဲ့လည်းနည်းနည်းရောလာလို့တုံတဲ့ပူတုံလာလို့ရှိရင်တော့ပိဋိဝင်လာလို့တုံနဲ့ခါရဲမမှတ်ရပါဘူးလားဒုတိယမိဂုံဖြေတာလည်းအတိတ်ပြည့်စုံသွားပါပြီဒုတိယမိဂုံအဖြေဟောကြားပေးတာလည်းအတိတ်ပြည့်စုံသွားပါပြီတတိယမိဂုံဓာတ်ကြီးလေးပါးကိုတိထားဖို့လိုပါသလားဗျာတဲ့ဆိုလိုရတာတရားမထိုင်နေနေအကျိုးတင်ပြီးတိထားဖို့လိုပါသလားလို့မေးတာပါပဲလိုပါသလားမလိုပါဘူးလားတိထားဖို့လိုတယ်ကျန်တဲ့ပိဋကမျိုးသဘောပေါက်တယ်ဓာတ်ကြီးလေးပါးရဲ့သဘောကိုမသိထားလို့ရှိရင်ယုံမှန်တန်တရားတွေဖြစ်တော့ယောဂီကစဉ်းစားရဒါတရားမဟုတ်ပါရဲ့လားတရားမဟုတ်ပါရဲ့လားလို့စဉ်းစားနေတရားနေလားမြင်မလားနေပါလိမ့်မယ်တရားလို့ဟုတ်ပါမလားဟုတ်ပါအဲ့တန်တရားကြီးရှိနေတော့အမှတ်ကိုသိအောင်မမှတ်နိုင်ဘူးစိတ်မမှတ်နိုင်တော့တရားကြီးနေတရားကြီးကြာသွားလိမ့်မယ်တဲ့ပထဝီဓာတ်ကိုသိထားလိမ့်မို့ခုကကြားပြပါတော့မယ်တော့မြတ်တရားထိုင်ပြီးရှုမှတ်ရနိုင်တခါမာတော်လည်းတွေ့ရတခါပြော့တော်လည်းမတွေ့သိရပါဘူးလားတွေ့ရပါဘူးရေတော့တွေ့သိနေရတာပထဝီဓာတ်ရဲ့သဘောကိုမသိတဲ့ပုဂ္ဂိုလ်ကြီးကြတော့လို့တွေ့နေရတာတရားတော်မှဟုတ်မဟုတ်ပါရဲ့လားဘာလို့ဖြစ်နေမှလည်းမသိဘူးလို့တန်တရားတွေဖြစ်နေတတ်တယ်အဲလိုတန်တရားတွေဖြစ်နေရင်တော့တရားနှိမ့်လားမြင်မလားဟိုတရားတော်မှဟုတ်မဟုတ်ပါရဲ့လားဒီလိုဖြစ်တာဒီလိုဖြစ်နေရတာမာတာပြော့တာတွေတွေ့နေတာတရားမှဟုတ်မဟုတ်ပါကြလို့ဒီလိုတန်တရားတွေဖြစ်နေတော့စဉ်းစားနေတော့တန်တရားတွေဖြစ်တော့အမှတ်တွေမကျဲသွားပါဘူးလားဒီတော့မနှေးသွားပါဘူးလားနှေးသွားပါမယ်ဗျာဒီတော့ဓာတ်ကြောင့်ပထဝီဓာတ်ကိုလည်းမသိထားခြင်းမဟုတ်လားထားတယ်တေဇောဓာတ်ကိုသိထားဖို့သိထားရဖို့လုံးမြတ်တရားတိုင်းရှုမှတ်ရမှာတခါတရားခန္ဓာကိုတဏှာမှကွက်ပြီးတော့ပူနေတာတဏှာမှကွက်ပြီးတော့အေးနေတာတွေ့သိကြရပါတယ်အထက်ဘက်ခန္ဓာကိုယ်ကပူအောက်ဘက်ခန္ဓာကိုယ်ကအေးအောက်ဘက်ခန္ဓာကိုယ်ကပူအထက်ဘက်ခန္ဓာကိုယ်ကအေးဒီလိုလည်းမတွေ့ကြရပါဘူးလားအဲ့လိုသိရတော့ခါတေဇောဓာတ်ရဲ့သဘောကိုမသိထားရင်တော့တရားဟုတ်မှဟုတ်ပါမလားဘာရင်းများတွေ့နေရမှလည်းမသိဘူးလို့ဒီလိုယုံမှတန်တရားတွေမဖြစ်နေတတ်ပါဘူးလားဖြစ်နေတော့တရားနေမလားမြင်မလားပြီးပါလိမ့်မယ်တော့တေဇောဓာတ်ရဲ့သဘောကိုလည်းမသိထားရပါဘူးလားဟာဘောဓာတ်ကိုလည်းသိထားရမယ်လို့ဒီမြတ်တရားထိုင်ရတော့တခါပြင်ပဥရုကအေးနေပါလိမ့်မယ်ခန္ဓာကိုယ်ကချွေးထွက်လိုက်တာယူစီကြနေတယ်ဗျာလုံးမြတ်တခါမလျှောက်ပါဘူးလားယူစီတဲ့သဘောကြီးတွေ့နေတယ်ခန္ဓာကိုယ်ကြီးကကြီးနေတယ်လို့ပဲဗျာစိတ်ကနေတယ်လို့ပဲဗျာတခါလျှောက်ကြတယ်အဲ့ဒါလိုဖြစ်နေတာခန္ဓာကိုယ်ကြီးထွားလာတာစိတ်ကနေတာကြီးယူစီနေတာတွေ့ရတဲ့အခါတရားကိုမဟုတ်ပါလားတရားတော်ဟုတ်မဖြစ်ပါဘူးစသဖြင့်ယုံမှန်တဲ့တရားတွေဖြစ်နေရင်တော့တရားမနှေးတော့ပါဘူးလားနှေးပါတယ်တော့အဘောဓကိုလည်းသူတင်လို့သိထားသေးတယ်လို့ရှင်းကြပေးရပါတယ်ဟောကြားပေးရပါတယ်ဝါယောဓကိုသိထားဖို့ရထိုင်မှအတွင်းတစ်ခါရှိဖို့တွန်းချနတ်ဖို့တွန်းချဘေးဖို့တွန်းနေရိပ်ရိုင်းနေတယ်အများလည်းရိပ်ရိုင်းတခါလည်းနှင်းရိပ်ရိုင်းအဲ့ဒီသဘောတွေတွေ့ရတော့ဝါယောဓရဲ့သဘောကိုမသိထားလို့ရှိရင်တန်တရားမဖြစ်ပါဘူးလားတချို့ဘုဒ္ဓမရှိတော့အပြင်ဘကဝင်ပူးနေပြီဒီယောဂီတော့နေရာမကြတော့ဘူးအိမ်ပြန်ပို့ရမယ်မဖြစ်တတ်ပါဘူးလားရင်းကြီးတယ်ပူရင်းတော့တန်တရားတွေဖြစ်ကုန်တကယ်စနစ်တော့ဘာလို့တွေ့နေရဝါယောဓကိုတွေ့နေသမာဓိဖြစ်တော့သူရင်းကြီးတယ်လို့ရင်းနေတာပဲဝါယောဓရဲ့သဘောကိုသူတင်သိထားတော့ဒါဝါယောဓပဲဆိုတော့ရင်းတဲ့သဘောတွေရင်းတဲ့သဘောတွေပြတ်သွားအောင်မမှတ်ရပါဘူးလားမှတ်ရပါဘူးဝါယောဓရဲ့သဘောကိုလည်းသိထားရမယ်သိထားသင့်ပါတယ်လို့ဖြေကြားပေးရပါတယ်အဲ့ဒီဓာတ်ကြီးလေးပါ
လက္ခဏာရတ္တပစုပ္ပထံဆိုတာတွေကိုဒါရဆရာကြီးဖွင့်ပြပေးတာလေးလေတိတိတိကျလို့ဟောကြားပြီးပါအောင်ပဲပထဝီဓာတုပထဝီဓာတ်ဒီကက္ကလလက္ခဏာဉာဏ်ခေမကြီးလက္ခဏာရှိသည်ဥပါဒနာရတ္တပဋိဌာနာရတ္တတရားကိစ္စရှိသမ္ပတိစ္ဆနာပစုပ္ပထနာခန္ဓာတော်ခြင်းအဖြစ်ညာအရှိတိဣတိတို့အထာရစီယောထာရဆရာဒီတောင်းနေတိကောင်းစွာမသွေခွင့်ပြတော်မူခဲ့ပါပြီတည်းပထဝီဓာတ်ဉာဏ်ခေမကြီးလက္ခဏာရှိတယ်တရားကိစ္စရှိတယ်ခြားခြားတော့တတ်တယ်တရားကိစ္စရှိတယ်ခံလင့်ရင်ချင်းရအပြင်ဉာဏ်အရှိထင်လာတတ်တယ်ယောဂီများမှာထင်လာတတ်တယ်တဲ့အဲ့ဒါရှင်းဆရာတော်များစောင်းပုဂ္ဂလိတွေစီရတော့ဘုရှင်းတော့အဲ့ဒီစောင်းပုဂ္ဂလိဆိုကြအောင်ဉာဏ်ဓမ္မခေသောညေတမီတရားကိစ္စသူကပြုသည်ခံလေးဆောင်ရေးပေါ်နေထင်သည်ပထဝီဓာတ်တိမနယောဂီဉာဏ်ဓမ္မခေသောညတမီတရားကိစ္စသူကပြုသည်ခံလေးဆောင်ရေးပေါ်နေထင်သည်ပထဝီဓာတ်တိမနယောဂီတခါတော့ဆိုအောင်ဉာဏ်ဓမ္မခေသောညတမီတရားကိစ္စသူကပြုသည်နေဆောင်ရေးပေါ်နေထင်သည်ပထဝီဓာတ်တိမနယောဂီတရားကိစ္စကတုခပထဝီဓာတ်ရဲ့တော့စံတန်းခက်မှတဲ့သဘောနဲ့ထင်ရှားတတ်တယ်လက္ခဏာပထဝီဓာတ်ရဲ့လက္ခဏာချောညက်တဲ့မြည်ချောတဲ့မြက်တဲ့ပြုတ်ပြောင်းတာနဲ့ထင်ရှားတတ်တယ်တရားထိုင်တဲ့အခါမှာတော့ကိုယ်ထင်ရှားတဲ့ခါလေးထုတ်ချောင်းကြီးလို့မမကြီးဘုံမှာထိုင်နေရတယ်လို့အဲ့ဒါစံတန်းတဲ့ပထဝီထက်မြက်တဲ့ပထဝီကိုတွေ့ရတာပဲတခါတခါလဲဆိုပါကြီးဘုံမှာထိုင်နေရတယ်နှုတ်နဲ့ညံ့တဲ့ပထဝီတွေ့ရတဲ့ပထဝီဓာတ်ရဲ့လက္ခဏာကိုတွေ့ရတာပဲတရားကိစ္စသူကပြုသည်ပထဝီဓာတ်ရဲ့ကိစ္စခြားခြားသောဓာတ်တွေတရားသူဖြစ်တယ်နေဓာတ်အမာဓာတ်တော့အမာဓာတ်ဖြစ်တော့ခြားသောဓာတ်တွေတရားလည်းဖြစ်တယ်ဒီရဲ့ကိစ္စတရားကိစ္စခံရင်းဆောင်ရင်းပေါ်လေးထင်သည်ရုပ်ဉာဏ်မှာတခါတခါပေါ့တယ်တခါတခါလေးတယ်တရားထိုင်နေရင်လည်းတခါတခါပေါ့နေတယ်သာကတိတို့ခန္ဓာကိုယ်ကြီးကလေးလိုက်တာဖေဟာမထင်တတ်ပါဘူးလားဘယ်ဓာတ်ထင်လာတာလဲပေါ်နေပေါ်တယ်ထင်မရပါဘူးလားလေးတယ်ထင်မှာဒီညာလျှောက်တဲ့ခါတော့ပုံထင်ရှားတယ်ကြွားလိုက်ဒီကပေါ့တက်သွားတာနားလိုက်ဒီကပေါ့ပြီးတော့ယူသွားတာဆက်လိုက်ဒီကလေးပြီးကြာသွားတာဘယ်ဓာတ်ထင်လာတာပါပထဝီဓာတ်ထင်လာတယ်ထင်ရှားပါလေပထဝီဓာတ်တော့အာဘောဓာတ်သွားကြဆိုအာဘောဓာတ်တို့အာဘောဓာတ်ဒီပက္ခဏလက္ခဏာရိုစီသွားခြင်းကိစ္စရိုစီသွားခြင်းလက္ခဏာရှိ၏ယူနာရတ္တပွားစီခြင်းကိစ္စရှိ၏ဒီကပစုပ္ပထာနာပေါင်းလို့ဆောင်ခြင်းဆောင်တတ်တော်ရှိရအပြင်ညာအရှိထင်၏ဣတိတို့အထာရစီယောထာရဆရာသည်တောင်းဝန်ဤကောင်းစွာမသွေခွင့်ပြတော်မူခဲ့ပါပြီတည်းအာဘောဓရဲ့လက္ခဏာယူစီခြင်းအရေးသဘောထင်ရှားတယ်။ပွားများစီခြင်းကိစ္စရှိတယ်သူရဲ့အလုပ်ကိစ္စပွားများစီတယ်။ပေါင်းပြီးရှိစုထင်တတ်တဲ့ညာအရှိစုထင်တဲ့သဘောလေးရှိတယ်လုံးကြီးအခင်းကြီးလို့ထင်လာတတ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။သာမိုးလေးဆိုကြအောင်သာမိုးလေးဆိုလိုက်ရှင်းတော့အေတဏီယောစီတဏီသို့ထိုင်ဖွင့်ထွားသိ
တိုးပွားစေသည်စိတ်ကပူတွဲလုံးခဲခြင်းသည်အာဘောဓတိမမြတ်ယောဂီရေတနီယောစီတနီဆိုထိုင်ဖွင့်ထွားတိုးပွားစေသည်စိတ်ကပူတွဲလုံးခဲခြင်းသည်အာဘောဓတိမမြတ်ယောဂီတိုးပွားစေသည်စီကြနေတယ်လို့လည်းထင်တတ်ပါလေခုနပြောခဲ့တဲ့အတိုင်းရွှေရီရိုးစီကြတယ်ငါးရီရိုးစီကြတယ်ဒရွေရီရိုးစီကြတယ်အမှတ်ကောင်းတဲ့ရုံးတကားလေးစရွေးသိထွက်တဲ့ဖျားမပြောပါဘူးလားပြောပါပါဘယ်ကမသိဘူးဗျအင်းကြီးစိုးကုန်တာပဲဖျားဘာတက်ကိုပြရတာပါလဲဟုတ်တယ်ယောဂီမှာတော့တော်တော်ထင်ရှားတာတာမန်ပုဂ္ဂိုလ်တွေကမထင်ရှားဘူးယောဂီပုဂ္ဂိုလ်တွေတော့မထင်ရှားပါဘူးလားရှားနဲ့ချွေးထွက်နေတဲ့ကိုထွက်နေယူစီကြတယ်တကယ်လည်းထွက်နေတဲ့ကိုထွက်လာတယ်ဘာတော့ကိုတွေ့တာလဲအာဘောဓရဲ့လက္ခဏာပဲတဲ့အဲ့ဒါစိုးထိုင်းဖွင့်ထွားစုစုထိုင်းတိုင်းကြီးရဲ့တကားလေးဖြစ်နေတတ်တယ်ရေးဆိုနေတယ်လို့ပဲဖျားတဲ့ဒီလိုထိုင်းနေတယ်ဘာတော့ကိုတွေ့ပြီးရအာဘောဓရဲ့ကိစ္စကိုတွေ့နေရအာဘောဓသူစောင်းတယ်ဆိုထိုင်းဖွင့်သွားတခါတည်းခန္ဓာကိုယ်ကြီးကြီးနေတယ်ခန္ဓာကိုယ်ကြီးတဖြည်းဖြည်းကြီးလာတယ်ဗျာခန္ဓာကိုယ်ကြီးတော်တော်ကိုကြီးနေပါတယ်ဗျာယောဂီများမကြခဏမလျှောက်ထားတတ်ပါဘူးလားဘယ်တည်းရဲ့ကိစ္စကိုတွေ့ရပါအာဘောဓစိကပူတွဲစိကဈဉ္ညာလျှောက်တကတစိလုံးလို့တပြီးတော့စိတ်တော့မှစိကဖြစ်နေတယ်အောက်မှာလည်းဘာမှမရှိဘူးဗျာဘယ်တော့ကိုတွေ့ကြရတယ်အာဘောဓသူ့ညမှာထင်ရှားတာပစ္စုပ္ပထံသူ့ညမှာထင်ရှားတယ်လုံးခဲခဲကြီးလည်းထင်နေတတ်ပါလေတဲ့စိကပုဒ်တွေရတော့တော်တော်ပဲထင်ရှားတယ်စိကနဲ့ဗျာတဲ့ဆောက်ရတာအောက်မှာလည်းဘာမှမရှိဘူးလေဘာဓာတ်ကိုတွေ့ပြီအာဘောဓကိုတွေ့နေရတယ်အာဘောဓကတိဇောဓသူတိဇောဓတိဩငတလက္ခဏာပူဒီဖြစ်မှုသောလက္ခဏာရှိ၏ပရိပါဒနာကိစ္စယဉ်ကျေးစေခြင်းကိစ္စရှိ၏ငါတို့အနုပဒနာပစ္စုပ္ပထာနာဉာဏ်တော်ဖြစ်အားလျော်သောဉာဏ်အားရှိသည်ဖြစ်၏ပစ္စုပ္ပထာနာကဉာဏ်အားရှိသည်ဖြစ်၏ဣတိသောအထရာသရိယောအထရာဆရာသည်သံဝနေတိကောင်းစွာမသွေဖွင့်ပြတော်မူခဲ့ပါ၏တည်းဒီသောတာရဲ့လက္ခဏာကပူသောကိုယ်ဒီဖြစ်ပူသောလက္ခဏာရှိတယ်ပူတဲ့လက္ခဏာရှိတယ်အေးတာဩငါတိသောကြတော့ပူတယ်တိတတိသောကြတော့အေးတယ်ပရိပါစနာရတ္တရင်းကျက်စေခြင်းကိစ္စရှိတယ်အပူဖြစ်တဲ့ရင်းကျက်စေတယ်အေးဖြစ်ရင်းကျက်စေတယ်အနောက်တိုင်းနိုင်ငံတွေမှာတော့အေးကရင်းကျက်စေတာပိုထင်ရှားတယ်ရှိတိုင်းနိုင်ငံတွေကျတော့အပူကရင်းကျက်စေတာဟုတ်တယ်ရှားတယ်မတ္တဝအနုပါဒနာပစ္စုပ္ပဒါနာဉာဏ်ကြီးဖြစ်ပြီးတော့ညာအရှိထီစာဖို့ဆိုလိုက်ရှင်းသွားပါမယ်အဘူအန်ဝေအေတဏီဥဝေပိလျက်ရှင်းချက်စေသည်ဉာဏ်ပြောပြောင်းဆင်းလောင်ပေသည်တေဇောဓတိမမြယောတိအဘူအန်ဝေဧတဏီပုဝေပိလျက်
င်ကျက်စေသည်ငုံညာပြောပြောင်းဆင်းလောင်းပေသည်တေဇောဓာတိမမြယောဂီဘုမေပိဟင်ကျက်စေသည်တေဇောလက္ခဏာအေတမိတိတတေဇောရဲ့လက္ခဏာပူရလည်းတေဇောတရဲ့လက္ခဏာအေးရလည်းလက္ခဏာပူတဲ့နေတယ်ပိုးတော့ပူနေတယ်ဆိုလို့ရှိရင်တေဇောလက္ခဏာထိရှားတာအေးတဲ့နေတယ်ပိုးတော့အေးနေတယ်ဆိုရင်လည်းတေဇောလက္ခဏာပူရရပူနေတယ်တပည့်တော့အေးလိုက်တာဗျာမလျှောက်တတ်ဘူးလားလျှောက်တတ်တယ်ဘယ်တတ်ချင်တာဘုံဝေပြင်းတဲ့ရင်ကျက်စီသည်သူရဲ့ရတ္တသူရဲ့ကိစ္စပထဝီဓာတ်ဆိုတာရင်ကျက်စီခြင်းကိစ္စရှိတယ်ဘုံဝေပြင်းပြီးတော့ရင်ကျက်စီတယ်အေးဝေပြင်းပြီးတော့လည်းရင်ကျက်စီသူရဲ့ကိစ္စငုံညာပြောပြောင်းဆင်လောင်းထင်သည်ငုံညာပြောပြောင်းလေးဆင်းညာလျှောက်တဲ့ခါလဲထင်ရှားတယ်တကယ်လို့ဈေးညာငင်းချလိုက်ပြောင်းငုံညာနေပြီးတော့လျှောက်ရတာဒီရလည်းမတူဘူးဗျာပြောင်းငုံညာသုဘာကြီးပေါ်မှာလျှောက်နေရတော့ပဲယောဂီမြတ်တစ်ခါမလျှောက်ထားပါဘူးလားဘယ်တတ်ထင်လာတာပါဒီဇောတသူထင်နေတယ်သူညမှာထင်ရှားတယ်ညမှာထင်ရှားတာပစ္စုပ္ပထံတဲ့ပစ္စုပ္ပထံလို့ခေါ်တယ်ဝါယောဓာလက္ခဏာစသည်ခေါ်ကြပေးပါအောင်မယ်ဝါယောဓာတုဝါယောဓာတိဝိธမ္မနာလက္ခဏာထောက်ပခြင်းခိုင်မာစေခြင်းလက္ခဏာရှိ၏သမုဒိနာရကတွန်းခြင်းလှုပ်ရှားခြင်းကိစ္စရှိ၏မိဟရဏပစ္စုပ္ပထာနာရှိကျဆောင်သောတရားဟုညာအားရှိထင်၏ဣတိရောထာသာရှိယောထာသာဆရာသည်တာဝန်နေသည့်ကောင်းစွာမသွေဖွင့်ပြတော်မူခဲ့ပါပေတည်းဝါယောဓာတ်ထောက်ပံ့ခြင်းခိုင်မာစေခြင်းလက္ခဏာရှိတယ်တဲ့ဝိပဿနာရတ္တတွန်းခြင်းလှုပ်ရှားစေခြင်းကိစ္စရှိတယ်ဝါယောဓာတ်ကိစ္စတွန်းပြီးနေလို့လှုပ်ရှားနေတယ်လို့ရင်းရနေလို့မထင်တတ်ပါဘူးလားထင်ရပါတယ်ဗျာအဘိဟာရဏပစ္စုပ္ပထာနာရှိသူဆောင်ခြင်းရှိသူဆောင်တတ်သောတရားဉာဏ်အားရှိထင်ဆောင်းပုဂ္ဂလိဆိုလိုက်ပို့ရှင်တော့ထောက်ကံတောင်းတင်းရောခြင်းတည်းရေရိုင်လှုပ်ရှားဟိသွားတတ်သည်သူလိုရာဘက်တွန်းရဲ့ဆောင်သည်ဝါယောဓာတိမမြယောဂီတောက်ကံတောင်းတင်းရောခြင်းတည်းရေရိုင်လှုပ်ရှားဟိသွားတတ်သည်သူလိုရာဘက်တွန်းရဲ့ဆောင်သည်ဝါယောဓာတိမမြယောဂီလက္ခဏာထောက်ပံ့ခြင်းတောင်းတင်းခြင်းလက္ခဏာရှိတယ်။ရော့သွားခြင်းလက္ခဏာရှိတယ်။ဖောင်းတယ်လို့မှတ်လိုက်ရင်တောင်းတင်းတဲ့လက္ခဏာပေးတယ်လို့မှတ်ရင်ရော့သွားတဲ့လက္ခဏာမထင်ရှားပါဘူးလား။ဖောင်းတယ်လို့မှတ်ရင်တောင်းတင်းတော့တက်လာတာဝါယောဓာတ်ရဲ့လက္ခဏာ
ပေနေလို့မှတ်လိုက်ရော့ကျသွားတာလေယန္တပိတံရဲ့ယုံညာတော့ထင်ရှားနေတာဟုတ်အထာရဆရာကြီးခွင့်ပြတဲ့အတိုင်းကိုညာမှာထင်ရှားတော့နေရာမကျပါဘူးလားနေရာကျလိုက်တာတရားမိမိမှတ်နေတဲ့တရားစစ်တရားမှမလို့သိတော့တရားတွေမတိုးတက်တော့ပါဘူးလားဟုတ်တိုင်းမှတော့တရားတွေတွေ့နေရတာပဲလို့သဘောကျတော့ကိုအညာအဆွမ်းအချင်းတော့အာမထရပါဘူးလားမထရိပ်ရိုင်းသုံးဆရာညီသွားတတ်သည်တခါအမှတ်ကောင်းတဲ့ယုံကြည်ရင်းကြီးရိုင်းလိုက်တာယုံကြည်ကမသိရပါဘူးလားဘုရားမြတ်ညာအနုပိုင်းကိုရောက်လာကြပိုးတော့ရင်းရတာရင်းလာတတ်ပါလေပေါ်ပါတော့တလကလေးရင်းနေရလို့ယုံကြည်သဘောကြီးကြားနေတနည်းလားမင်းလည်းရင်းနေပါလိမ့်ဗျနောက်တနည်းလားရင်းနေသေးတာရင်းနေပါလိမ့်ဗျဟိုရင်းနေပဲကိုစိတ်နည်းနည်းလေးမှမညှုပ်ပြီးနေယုံကြည်တရားကြီးကြားပါလိမ့်မယ်မပြောပြရပါဘူးလားစိတ်ကလေးနည်းနည်းလေးညှို့လိုက်တယ်တခါလေးရင်းတော့မရင်းတော့မလို့စိတ်ကညှို့လိုက်တယ်မရင်းလာပါဘူးလားရင်းလာရင်းနေတရင်းကြီးပြတ်တော့မမှတ်ရပါဘူးလားရင်းစုံရင်းလိုက်တရင်းကြီးပြတ်တော့ရှုမှတ်ပေးတာဝိပဿနာရဲ့နေရာမှာတရင်းကြီးပြတ်တော့ရှုမှတ်ပေးတာဝိပဿနာရဲ့စွမ်းအင်ထက်လာတဲ့အခါမပြတ်တော့ပါဘူးလားပြတ်တော့မရင်းနိုင်တော့ဟိသွားတာလဲဝါယောဓာတ်ရဲ့ရတ္တပါပဲရွေ့သွားခြင်းကိစ္စရှိပြီယောဂီတွေတချို့နဲ့ထိုင်နေရင်လည်းတပိတော့ရှိပြီးပြီးသွားတယ်ဖြစ်ရတယ်ဘယ်ဓာတ်ကိုတွေးရတာပါဝါယောဓာတ်ရဲ့ကိစ္စရွေ့စီခြင်းကိစ္စဝါယောဓာတ်ရဲ့ကိစ္စသူ့ညမှာကြည်ရှားလာတော့ရွေ့ပြီးသွားသူလိုရပဲတွန်းလေဆောင်းလေသူလိုရပဲတွန်းရှိဘူးလေတွန်းတာပဲမတွန်းတတ်ပါဘူးလားနောက်ကလည်းတွန်းတာပဲပြီးတော့တွန်းခံရရတွန်းနေတယ်ဗျာတဲ့ဘယ်လိုများမှတွန်းနေပဲမှားပေါ့ဝိပဿနာဆိုတာပေါ်ရထင်ရှားရအောင်မမှတ်ရပါဘူးလားရှုတွန်းလေတွန်းနောက်ကတွန်းလေတွန်းပဲမှားတွန်းတာလေးတွေအစင်းစစ်တွန်းပြီးတွန်းပြီးလာလို့ရှိရင်တော်တော်လေးယောဂီနေရာကြနောက်ကတမားကြီးကအားကောင်းတော့တွန်းတာလေးပြတ်သွားတယ်တွန်းပြီးမှတလုံးပြတ်သွားတယ်မြင်တော့နောက်တော့တွန်းတာရှိပါသေးလားမရှိတော့အမကနိုင်သွားတော့မတွန်းထိုင်တော့ဝါယောဓာတ်ဆရာဟောကြားအထာရဆရာကြီးဟောကြားတဲ့ချစ်ဆရာများစီးတဲ့ဆောင်းဘုတ်ကအလုံးမထင်ရှားပါလေတရားနာပိဋကတဏ္ဍာမှာဒီတကြီးလေးပါမရှိနေပါဘူးလားဒီလေးပါရှိနေတော့တကြီးလေးပါကိုသိထားတော့တကြီးလေးပါရဲ့သဘောကိုသိထားတော့တရားမှတ်တဲ့နေရာမှာအထောက်ကူမဖြစ်ပါဘူးလားအထောက်ကူဖြစ်ပါတယ်အထောက်ကူဖြစ်ဖို့လေဒီလိုမှဆရာဘုရားကြီးညွန်ပြတဲ့နည်းနဲ့ထိုင်မှတ်တဲ့အမှတ်ကလေးတို့ဟောကြားပါဦးမယ်ဘုရားနာပိဋကများဒီလိုမှဆရာတော်ဘုရားကြီးညွန်ပြတဲ့နည်းဖြင့်ဘုရားတဏတရားရှုမှပြီးပွားများနေကြရတဲ့ပုဂ္ဂိုလ်တွေဆိုတော့တရားတော်လေးတွေမိတည်တဲ့တရားတော်လေးသိထားရင်သိရရင်ဘိုးတော့စိတ်အားမထင်တာမဟုတ်လားထင်တာမဟုတ်လားကျေဒီမှာဆရာတော်ဘုရားညွန်ပြတဲ့နည်းထိုင်မှတဲ့အခါဖောင်းနေပိန်နေထိုင်နေအထိလေရှုမှတ်ကြရတယ်ရှုမှတ်ခါကျမှသမာဓိဉာဏ်မဖြစ်သေးခင်တော့ဘာမှထူးခြားသွားမသိရဘူးဖောင်းတာကလည်းမိဝါဘိုက်ကပဲဖောင်းနေမှတ်တာကလည်းမိကပဲမှတ်နေတယ်ပိန်တာလည်းမိဝါဘိုက်ကြီးကပဲပိန်သွားတယ်မှတ်တာကလည်းမိကပဲမှတ်နေတယ်ထိုင်တာလည်းမိခန္ဓာကိုယ်ကြီးကပဲထိုင်နေတယ်ထိတာလည်းမိခန္ဓာကိုယ်ကပဲထိနေတယ်မှတ်တာမိကပဲမှတ်နေတယ်လို့သဘောနဲ့တစ်လုံးနဲ့ပဲထင်နေတယ်နောက်သမာဓိဉာဏ်ဖြစ်လာပြီဖြစ်လာတဲ့အခါကျတော့ဖောင်းနှလုံးမှတ်လိုက်ရင်ဖောင်းနေတာကတရားမှတ်တိလိုက်တာကတရားပိန်နှလုံးမှရင်ပိန်နေတာကတရားမှတ်တိလိုက်တာကတရားထိုင်နှလုံးမှရင်ထိုင်နေတာကတရားမှတ်တိလိုက်တာကတရားထိနှလုံးမှလိုက်ရင်ထိနေတာကတရားမှတ်တိလိုက်တာတရားလို့ကိုယ်ပြလို့သိလာပါတယ်ဖောင်းနေပိန်နေထိုင်နေထိလို့မှတ်တဲ့အခါမှာလဲပညာပုံကရာတရားတွေတော့ခွာနိုင်ညခွာပရမတဘောကိုသိနိုင်ညသိအောင်ဆုလိုက်ဖောင်းတယ်လို့မှတ်တဲ့အခါမှာဝါဘိုက်ပုံကရာတရားကြီးကပညာပဲဟာလို့မှတ်တဲ့အခါမှာတောင်းနေတဲ့သဘောလေးကတော့ပရမပဲဘယ်ဓာတ်ကိုသိရတောင်းနေတဲ့သဘောဝါယောဓာတ်သဘောကိုသိရတာထောက်ကံတောင်းခြင်းဆိုတဲ့ဝိဋ္ဌာဏလက္ခဏာမသိရပါဘူးလားပိန်လေလို့မှတ်တဲ့အခါမှာလည်း
Wambai Pundran Jiro, Kwanania Kwa, Wana Pundran Jia, Pinya Bay, the Uganda Suya Mogu. You are the boat, two got the body, Matisha Bauda. You are the boat, two got the body, were paying Maya Bauda. Pedaya look now to Yara. Taugan down there, the Argentine, the Magai Bauda. Tayo Mother Gamma Gango Chile Bungrania, Konania Qua, Gango Chile Bungrania, Pina Bay, Guadana Suya Mogu, Tayanisi Junkie, Lydia, Tonk, another town in the body were tiny. Down in a Britaya Lacana. What I look now. Chijo Mother Gamma Bungrania, Quanania Qua, San Bungrania, Timba Bungrania, Sachira Bungrania, Quanania Qua, Bungrania, Pina Bay. Ibadana Suya Mogu, Titalo Ma needed the war, Poo needed the body, Tiang Suzai, Sumaya, Ma Nidale, Paramabe, Poo Nidale, Mara Betadabo to Yara. But he died about Yara, Pura Betadabo to Yara. He thought that about Yara. Ma did the Pura the body. Paramabe, Eddie Paramago, Dinati, Suzai, Pinago, Qua, Maramada, Mandra, Shiami, Pinago, Qua, Paramada, Mandra, Shiami. Gango Chile Pundran, Wambai Pundran Dia, Pinya Bay, the Lugo, Quanania Qua, Quasura, Ayumadine, Yorabe, Quasura, Ayumadine, Parama the body of Tina Inati, Suzai, Paunelo Madecama down in the body, Penalo Madecama Yoda the body, Papa Mabane, Wahopera, Tanelo Madeca down in the ball. Tilo Madagama, one in the book, needed the body, Paramabe, down in the boa, Papa Maba. One in the boa, who needed the boa? Oh, the Anabino, the body Johnny, or the Johnny, the Yaminia, the Yaminia Depo. A good young media, Sumaga, Zamarava, Marakuja, Mutijimu. Not Mariani Pilare Haja, Pound the Lumana, Pony Daladisha, Maria Daladisha, Penelo Mana, Penila Ladisha, Maria Daladisha, Tiny Lumana, Tiny Daladisha, Maria Daladisha, Tilo Mana, Tini Daladisha, Maria Daladisha, Pauna, Pena, Tina, Tilaya. I am a Madita de Roja, Yudiavala, Nandiavala. I am a Madita, Yudia, How the pain, the tiny to like nothing, I will pick at the job. Yudia, Nadia, Babi, Kanaku, my city, Pona, Pina, Tina, Yudia, nothing, Nadia. You cannot go to Nadia, Yudia, Babi, she didn't pick out a Banya Valley. Namaruba, President, Nana, you, Nababi, she look. I shall go to the Namaruba, President, Namagana, Rubaga, Parisidaga, Nanaga, Nana, you by child, or the Namaruba, President, Elima, Amada Lakana Aji, Pelotini Dade, Yomba. Pound the Kulabe Tishare, Pay the Kulabe Tishare, Pounds on the Pounds on Amatisha, Namaruba President Yama, Pada Tishare, Pound the Payne, Yama Tishara Miaware, I am Digida and did it. But Amrancia Mia, Yogi Omnia, and Dunya was teaching of the Pateka, Pounds are Pound the Pondo, don't you chicken and think how did I Miale, a little baby by the Fiarum, saying of the Benya Yawin. Namaruba President, and they will be the son as Homero. Serali Lamada will go, the sound of Soya.
အောင်ပိန်လေးမြတိတုံကနာမရူပပရိစ္ဆေဒအောင်ပိန်လေးမြတိတုံကနာမရူပပရိစ္ဆေဒနာမရူပပရိစ္ဆေဒညာရောက်တဲ့ယောဂီပုဂ္ဂိုလ်များသောအားဖြင့်ဖောင်းနဲ့ပိန်နဲ့လေလောက်ပဲသိတာများတယ်အစနဲ့ဆုံးမသိသေးဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲဆင်းရဲမှာလို့ဓမ္မရညာတွေဆင်ရင်ကျအားရှိထက်သန်လာတဲ့အခါဖောင်းနဲ့ပိန်နဲ့ထိန်နဲ့ထိတယ်လို့ရှုမှတ်နေရင်ဖောင်းတာပိန်တာထိန်တာထိတာတွေရှိရပေါ်ပြီးလို့ရှိနေလို့မတ္တိစုကမှတ်နေရတာပဲဖောင်းတာပိန်တာထိန်တာထိတာတွေကအာယုအကြောင်းတရားပဲမတ္တိစိတ်ကဖောင်းတာပိန်တာထိန်တာထိတယ်ရှိလို့မတ္တိစိတ်ဖြစ်နေတာပဲဖောင်းတာပိန်တာထိန်တာထိတာတွေအကြောင်းတရားမတ္တိစိတ်ကဒီတရားပဲလို့ညရှိတဲ့ယုံကိုဒီလိုသိလာပါတယ်အကြောင်းနဲ့ကျိုးသိတာပစ္စယဗေဒဉာဏ်အဲဒီပစ္စယဗေဒဉာဏ်ရောက်လာတဲ့ယုံပုဂ္ဂိုလ်ကဖောင်းစပိန်စတွေကိုသိတာများလာပါတယ်တဲ့ဖောင်းစနဲ့ပိန်စကိုသူကပို့ပြီးသိလာတယ်အဲ့ဒါလေးနဲ့မှတ်သားပဲဆောင်းဖို့ဆိုကြအောင်ဖောင်းပိန်အစတွေတုံကမယပစ္စယဖောင်းပိန်အစတွေတုံကမယပစ္စယဖောင်းပိန်နဲ့တရားစစ်ချလို့ရှိရင်အဲ့လိုမေးယောဂီဖောင်းစပိန်စတွေထင်ရှားနေတာထင်ရှားတယ်ဖောင်းနဲ့ဖောင်းဆိုရင်တော့သိမထင်ရှားဘူးခင်ဗျာရှောက်လို့ရှိရင်ထွေယောဂီဘယ်ညာရောက်လဲဆရာပြိညာအစနဲ့အစတော့ထင်ရှားတယ်အလဲနဲ့ဆုံးတော့ဒီလိုသိမထင်ရှားပါဘူးလို့ရှောက်ရင်သိရှိရမယ်ရောက်ပြီစင်္ဂမှာတော့ဓမ္မရိညာသိရင်ကျအားရှိထက်တန်လာတဲ့အခါသမထနာဉာဏ်တို့ရောက်သွားတယ်သုံးနာမဉာဏ်ရှင်တို့ရောက်သွားတဲ့အခါထိုင်လုံးမှမကြားလို့နာရာခြင်းနာအောင်နာကြိုက်တာခဲတာမူတာရတာဟောဒီအနိရှိတာရေးနေတာရိုက်နေတာဒုက္ခအမျိုးမျိုးနဲ့တွေ့နေရတော့ဩဒီခန္ဓာကိုယ်ကြီးကဒုက္ခပါလားဒုက္ခတော့ဒုက္ခသိနေပါလို့သုံးတာပြီးတော့သိတယ်ဒီဒုက္ခတွေကလည်းအမျိုးမျိုးပြောင်းလဲနေတာပဲခုနားလိုက်ခုကျင်းလိုက်ခုကောင်းလိုက်နဲ့မျိုးပြောင်းလဲနေတာပါမငြင်းပါလားဆိုတော့ဗမာလိုပါဠိလိုကြတော့ဒီလိုဒုက္ခတွေတွေ့ကျင်လို့ဝိပဿနာတရားလာအထုတ်တာလည်းမဟုတ်ဘူးချမ်းသာသာနဲ့တရားတွေမြန်တက်အောင်လာအထုတ်တာဒီခန္ဓာကိုယ်ကြီးကိုဖြစ်နေလို့လည်းဖြစ်လို့မရပါလားကိုယ်ဆိုးမရပါလားဆိုတော့ဗမာလိုပါဠိလိုကြတော့မတ္တပါလားလို့သုံးသပ်ပြီးသိတာသမထနာဉာဏ်နေစာပဲဒုက္ခပဲအနတ္တပဲလို့သုံးသပ်ပြီးသိတဲ့ဉာဏ်ကိုဘာဉာဏ်လို့ခေါ်သမထနာဉာဏ်အဲဒီသမထနာဉာဏ်ကိုရောက်လာတဲ့အခါကျတော့များသောယောဂီပုဂ္ဂိုလ်ကဖောင်းစဖောင်းလေဖောင်းဆုံးသုံးမျိုးလုံးကိုသိနေတတ်ပါတယ်တဲ့ဆောင်းဖို့လေးဆိုရအောင်စားလေဆုံးလျင်သုံးပါးမြင်ဤတွင်သမထနာစားလေဆုံးလျင်သုံးပါးမြင်ဤတွင်သမထနာငါးတနိုင်ဉာဏ်ရောက်တဲ့ယုံပုဂ္ဂိုလ်များအထူးကြောင့်ညဆက်တော့ဖောင်းတာပိဏောမှတ်နေမယ်ဆိုရင်ဖောင်းစားနဲ့ဖောင်းနဲ့ဖောင်းဆုံးသုံးမျိုးလုံးကိုသူကသိနေတတ်ပါတယ်ဖောင်းစားဦးလည်းသိဖောင်းလည်းဦးလည်းသိဖောင်းတော့ဖောင်းဆုံးဦးလည်းသိဒီလိုဖောင်းစားဖောင်းနဲ့ဖောင်းဆုံးသုံးမျိုးလုံးသိနေပါတယ်ခင်ဗျာရှောက်ရင်ဒီယောဂီပညာရောက်နေတယ်ငါးတနိုင်ဉာဏ်ရောက်နေပြီလို့ဆုံးပြပါတဲ့စင်္ဂမှာလို့ဓမ္မဉာဏ်တစ်ဆင့်ရင်းကျအားရှိထက်သန်လာတဲ့အခါဥရိယပညာဉာဏ်တို့ရောက်သွားတယ်လေးနာဘဉာဏ်တို့ရောက်သွားတယ်ဥရိယပညာဉာဏ်
ရောက်ခါသာအနုပိုင်းမှာတော့ဖြစ်ပျက်တွေသိမထင်ရှားသေးဘူးဥရိယကဖြစ်ဝေယကဖြစ်ဥရိယပညာဆိုတာအဖြစ်နဲ့အပျက်ကိုသိတဲ့ဉာဏ်ဥရိယပညာလို့ရောက်ခါသာတော့အဲ့ဒီအဖြစ်တာတွေပြက်တာတွေကသိမထင်ရှားသေးဘူးဘာထင်ရှားလဲလို့ချမ်းသာတာတွေကပဲထင်ရှားတယ်ကာယလုဒ္ဒစေတလုဒ္ဒကိုယ်ကလည်းပေါ့ပါစိတ်ကလည်းပေါ့ပါကာယမလုဒ္ဒစေတလုဒ္ဒကိုယ်ကလည်းနိညာစိတ်ကလည်းနိညာကာယလုဒ္ဒစေတလုဒ္ဒကိုယ်ကလည်းဖြောင့်မှစိတ်ကလည်းဖြောင့်မှကာယကံမြတ်တဲ့စေတကံမြတ်တဲ့ကိုယ်ကလည်းခံကြံစိတ်ကလည်းခံကြံအောက်ညာနေမှာတဏှာကြီးမှာတစ်ခါနှစ်ခါပြင်းတော့ထင်ရတဲ့ယောဂီပုဂ္ဂိုလ်ဥရိယပြည့်နေလို့ရောက်သွားတဲ့ကတစ်ခါမှမမြင်ရတော့ဘူးအောက်ညာနေမှာတွေကတစ်ခါမှမပြင်းမဲ့နဲ့ထိုင်နေတဲ့ယောဂီပုဂ္ဂိုလ်ကြတော့ဥရိယပြည့်နေလို့ရောက်လာတဲ့က2နာရီ3နာရီ4နာရီ5နာရီစသည်ဖြင့်ဆဲပြီးတော့ထိုင်နိုင်သွားတယ်ကိုယ်ကလည်းခံကြံစိတ်ကလည်းခံကြံကာယပါဝညတာစိတ္တပါဝညတာကိုယ်ကလည်းလိလာပြီးတာစိတ်ကလည်းလိလာပြီးတာမှတ်စရာအာယုဏမှတ်တိစိတ်အလိုလိုမှတ်နေရတယ်လို့ဒီလိုထိုင်လို့ကြည့်နေရတယ်လို့ပါပဲဖေဟာယောဂီများတခါတခါမလျှောက်ထားပါဘူးလားအမှတ်ကောင်းတဲ့ယောဂီကိုလျှောက်ထားတယ်ဘယ်ညာများရောက်နေပါအနုပိုင်းကအရင်ပိုင်းကအနုပိုင်းမရှိသေးကာပတ္တိစိတ္တပတ္တိကိုကလည်းငြိအေးစိတ်ကလည်းငြိအေးဒီလိုလူဘဝမှာတခါမှအခုလို့ကိုယ်စိတ်တွေမငြိအေးဘူးပါဘူးခင်ဗျာတဲ့ဒီလိုခန္ဓာကိုယ်လေးကတရားထိုင်တဲ့ခိုက်တာမှာပြတိုင်းတောင်လေးထောင်သားသလိုတဲ့တယ်မှအေးငြိနေတာပါဗျာစိတ်ကလည်းအေးငြိနေတယ်ခင်ဗျာတဲ့ဘယ်ညာများရောက်နေလဲလူပိုင်းရောက်တယ်ကာယကဒုက္ခသရတိကဒုက္ခကိုယ်ကလည်းချမ်းသာစိတ်ကလည်းချမ်းသာလူဘဝမှာတခါမှကိုယ်စိတ်တွေဘူးလို့မချမ်းသာဘူးပါဘူးခင်ဗျာမြတ်စွာဘုရားခေါ်ကြတော်မူတဲ့အတိုင်းသူယောဂီပုဂ္ဂိုလ်ချမ်းသာဒုက္ခတွေတွေ့နေရတုံညာကရဘဝိထတ္တတန္တစိတ္တတဘိက္ခုနောအာမနုနိရတိဟောတိသမ္မာဓမ္မဝိပဿတောတုံညာကရဆင်ကြီးယံကမ္မထာကြောင့်တော့ဝိထတ္တဝင်လျက်တန္တစိတ္တတညီတဲ့သောစိတ်ရှိသည်ဖြစ်၍သမ္မာကောင်းစွာဓမ္မယုတ်တရားနာတရားတွေဖြစ်ခြင်းသဘောကိုဝိပဿတောဝိပဿနာရှုသောဘိက္ခုနောဘေဟုသုတယောဂိညာအားအာမနုတိလူတမ္မာနတ္တမတို့မကံကံမတွေ့နိုင်သောသတိဝိပဿနာပိဋိဒုက္ခဖြင့်ပြောမွေခြင်းသည်ဟောသည်ဖြစ်၏သောဘဝမြတ်စွာဘုရားသည်ဟောစာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းဒီအပြန်ကြောင့်ရောက်နေတဲ့ယောဂီပုဂ္ဂိုလ်ဆင်ញကမ္မထံကြောင့်တော့ချင်းကပြီးတော့ယုတ်တရားနံတရားတွေဖြစ်ချင်းပြည့်ချင်းတို့ဟောဒီရှုမှတ်ပြီးနေလိုက်တာဝိပဿနာပိဋိဒုက္ခတွေဖြစ်လာလို့အဲဒီဝိပဿနာပိဋိဒုက္ခတွေပျော်မွေ့နေရတာချမ်းသာနေလိုက်တာပျော်မွေ့နေလိုက်တာလူသားမှမဆိုတတ်နဲ့နတ်သားမှတော့မပျော်မွေ့နိုင်ဘူးလို့မြတ်စွာဘုရားဟောကြားတော်မူတဲ့အတိုင်းအမှတ်ကောင်းတဲ့ယောဂီပုဂ္ဂိုလ်ကိုယ်တိုင်မတွေ့ကြရပါဘူးလားတွေ့ကြရတယ်တဲ့စဉ်းစားကြောအဲဒီမှာတော့အဲဒီဝိပဿနာပိဋိဒုက္ခတွေမှာတာယာနေမယ်ဆိုလို့ရှိရင်တရားတွေရှိလို့မတက်တော့ဘူးတဲ့ရှုမှကောင်းစေကာယဆွေအထေရနေသည်ဆိုလိုက်ပါဦးရှုမှရက်သွားတတ်တယ်အထူးသတိမထားရပါဘူးလားကာယပေဖြတ်ပေါ်တိုင်းမှမရတုတတ်သည်ကာယပေဖြတ်ပေါ်တိုင်းမှမရတုတတ်သည်ပဲဖျားလို့ဆင်းကရှုမှတ်လိုက်လို့ရှိရင်ဥရိယပညာအရင်ပိုင်းကိုရောက်သွားတဲ့အခါဖောင်းနာပိန်နာရီဖောင်းစားနဲ့ဖောင်းဆုံးပိန်စားနဲ့ပိန်ဆုံးအထူးထင်ရှားလာတတ်ပါတယ်ဖောင်းပိန်နေရလဲလင်းမြန်လာတတ်ပါတယ်တဲ့အဲဒီဆောင်မှုလေးထဲပြီးဆိုရအောင်ဥရိယပညာအရင်ပိုင်းကိုရောက်လာပြီလို့သိရအောင်ဖောင်းပိန်လင်းမြန်စဆုံးမှန်မြင်မြန်ဥဒရာဖောင်းပိန်လင်းမြန်စဆုံးမှန်မြင်မြန်ဥဒရာအဲဒီဥရိယပညာအရင်ပိုင်းကိုရောက်လာတော့ဖောင်းပိန်ကြီးကနည်းနည်းလေးပို့မြန်လာတတ်တယ်
အောင်းမင်းတွေတိတ်ပြီးတော့နင်းရနေတယ်ဗျာပြီးတော့မှတ်ရတာနည်းနည်းခက်တယ်ဗျာမလျှောက်ထားတတ်ပါဘူးလားဒီချာစူးစိုက်ပြီးတော့မှအစနဲ့ဆုံးသိအောင်မှမပြောရပါဘူးလားအစနဲ့ဆုံးသိသွားရင်တိတ်မမြင်နိုင်တော့အစနဲ့ဆုံးအစနဲ့အစကဖောင်းစားကဖြစ်ဖောင်းဆုံးကြတော့ပိန်စားကဖြစ်ပိန်ဆုံးကြတော့ဖြစ်ပြဲဥရိယပင်နဲ့ရောက်သွားတဲ့ကမှထင်ရှားလာပါလေဥရိယပင်နဲ့ရောက်လာတယ်ဥရိယပင်နဲ့အရင်ပိုင်းလို့ရောက်လာဖောင်းပိန်နေနည်းနည်းတော့မြန်နေတတ်တယ်မြန်ပြီးမြန်များလို့စူးစိုက်ရလို့ရှိရင်အစနဲ့ဆုံးဘိုးလို့ထင်ရှားနေတတ်တယ်ဒီတော့ဖောင်းစားနဲ့ဖောင်းဆုံးပိန်စားနဲ့ပိန်ဆုံးထင်ရှားလာပြီဗျာဘယ်ညာရောက်သွားပါရပါနဲ့အရင်ပိုင်းလို့ရောက်သွားပြီတရားလမ်းကြောင်းမလို့ရောက်သွားပြီတဲ့သူပုဂ္ဂိုလ်ငါဆရာများအသေးအကြောင်းကြမပြီးတော့တရားလမ်းကြောင်းမလို့ရောက်သွားတယ်ဖြစ်တာပြစ်တာမြင်သွားတော့သူတရားတွေသူယုံကြည်အားကိုးတဲ့စိတ်တွေပုံများလာပါဘူးလားပုံများလာသင်္ဃာမှတ်လိုက်တော့ဘင်္ဂညာလို့ရောက်သွားတယ်ဘင်္ဂညာလို့ရောက်သွားတဲ့ခါကျတော့ဟောင်းစားပိန်စားတွေကမထင်ရှားတော့ဖောင်းဆုံးပိန်ဆုံးတွေပဲထင်ရှားတယ်စကားမထင်ဆုံးတာထင်မြင်လင်းပင်ကညာစကားမထင်ဆုံးတာထင်မြင်လင်းပင်ကညာဖောင်းစားကမထင်ရှားဖောင်းဆုံးပဲထင်ရှားတယ်ပိန်စားကမထင်ရှားပိန်ဆုံးပဲထင်ရှားတယ်ဆိုလို့ချင်းသူယောဂီပုဂ္ဂိုလ်ဘယ်ညာရောက်သွားလဲငါညာရောက်သွားပြီငါးနံပါတ်ရောက်သွားပြီဘလောဥပဒနာပဲအာရှိတဲ့ဥပဒနာဖြစ်သွားပြီအာရှိတဲ့ဥပဒနာဘင်္ဂညာတို့ရောက်သွားတဲ့အခါခန္ဓာကိုယ်ထေတရားတွေကသိတော့မထင်ရှားတော့ဘောတရားတွေထင်ရှားတယ်ရောက်ခါသာတော့ယောဂီကနည်းနည်းတော့မှတ်ရခက်နေတတ်တယ်ဝိရိယပြညာတိုင်အောင်ထေတရားနဲ့တကွပစ္စုပန်တဲ့တဲ့ရှုမှတ်ခရတော့ဒီအပြညာမှာတော်မှတ်လို့ကောင်းရုပ်တဲ့ဘင်္ဂညာတို့ပြောင်းလိုက်တဲ့အခါထေတရားတွေကမထင်ရှားတော့ဖောင်းစားဖောင်းဆုံးတယ်မထင်ရှားတော့ရုပ်တဲ့ရောက်ခါသာမှတ်ရတာနည်းနည်းခက်နေတယ်အတ္တဖွာကျဲပြီးမှတ်ကြသွားပြီထင်တယ်တရားကြီးကြသွားပြီထင်တယ်လို့တော့ထင်သွားတတ်တယ်ဒုက္ခဝေဒနာလေးတွေအဲ့ဒီမှာနည်းနည်းတော့ပေါ်လာတတ်ပါတယ်အလီနဲ့လိုက်ထိုးနေတယ်လို့ဆွပြီးနေလို့ဖျားပြီးတော့ဒုက္ခဝေဒနာပြန်တွေ့နေရဒုက္ခဝေဒနာပြန်တွေ့ရအမကလည်းမထင်ရှားတော့ယောဂီစိတ်ဓာတ်နည်းနည်းမကြတော့တတ်ပါဘူးလားကျသွားတတ်တယ်မကြရဘူးမကြရဘူးဘင်္ဂညာကုကသာဒီလိုပါပဲမပြောပြရပါဘူးလားမပြရမယ်ဘင်္ဂညာရောက်သွားတော့ဖောင်းစားပိန်စားတွေမထင်ရှားတော့ဖောင်းဆုံးပိန်စားပိန်ဆုံးတွေပဲထင်ရှားတယ်စကားမထင်သုံးတာထင်မြင်လင်းပင်ကညာစကားမထင်သုံးတာထင်မြင်လင်းပင်ကညာဖောင်းစားပိန်စားတွေမထင်ရှားတော့ဖောင်းဆုံးပိန်ဆုံးတွေပဲထင်ရှားတယ်ဘယ်အာယုံပဲပြည့်မှတ်လိုက်ရင်အဆုံးဆုံးပဲထင်ရှားနေတယ်အဆုံးဆုံးပဲထင်ရှားတော့ဘုသူတ္တကမရှိတဲ့ပုဂ္ဂိုလ်ကြီးကြတော့အစတွေပြန်ရှာတယ်ရှာလို့ရပါမလားတရားတော်ရသူညာတရားသူစမထင်ရှားတော့လိုက်ရှာတော့ချမ်းသာမလားဆင်းရဲမလားဆင်းရဲလိုက်တာဘုရားတဲ့ပြီးတော့တဏှာကြီးလုံးရှာလိုက်တာရှုလုံးချပေါက်ကြားတယ်ဘုရားတဲ့စာလည်းရှာမတွေ့ဘူးဘုရားတဲ့တရားလည်းရှိဘူးတိုးတက်မလားရှာနေတော့ပဲတိုးတက်တော့မဟုတ်ဘူးဒီညာရောက်ရင်ဒီလိုပဲမရှာနဲ့တော့မပြောရပါဘူးလားကိုကောင်းလာတာအဆုံးပဲစူးစိုက်ပြီးတော့မှအဆုံးမှပြည့်ပြည့်သွားတာကိုစူးစိုက်ပြီးတော့မှတ်ပါမပြောပြရပါဘူးလားအတင်းတင်းပြည့်စုံသွားပါဤကဲ့သို့ယနေ့ခုခါ၌တတိလေးပါးတရားတော်နာကြရသဖြင့်နာကြရသောတိုင်လိုက်နာကျင့်ကြံပွားများအထုနိုင်ကြပြီလင်မိမိတို့လိုရှိရတောင်းတတရားမှုတရားမြတ်တို့ကိုဒုက္ခကတိအေးရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုလွယ်ကူသောခြင်းဖြင့်ဉာဏ်များစွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း